牛逼！我说你个娘们儿，你还叫了，再有才有，我娘们儿能叫了我。够高嘛呗，你的高嘛呗。高不了你了。啊，不嘛比较了些，水果叫哪里特别的？ကျွန်တော်ကိုဟင်းရအခုမင်းဘူးလီကိုရောက်နေပါတယ်။ဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီမှာအစုပ်ကင်စာပေါ့နော်။အဲ့ဒီဟာဗမာပြည်ကိုပြန်မလို့ရန်ကုန်ကိုပြန်ပို့ရမှာပါ။အဲ့တော့ကိုဟင်းကိုကူညီလာတောင်းလို့ကိုဟင်းကူလာပါ။ကိုဟင်းကအခုသူ့တက်ဘာကူညီပေးနိုင်မလဲဆိုတော့ကျွန်တော်ဒီဟာရောကျွန်တော်ကယ်ဆယ်ရေးကားနဲ့ကျွန်တော်မဲဆောက်ကိုပြန်ပို့မယ်။မဲဆောက်ရောမြောက်တီကိုကူးမယ်။မြောက်တီကရန်ကုန်ကိုပြန်ပို့ရမှာ။ခေကားငှားတာကြတော့အခုဒီဟာရောမဲဆောက်တီကို1000ပေးရပါတယ်။မဲဆောက်ရောသူ့ဟိုကကြတော့ပစားစတယ်မရှိရတော့ကျွန်တော်ဂုံပိုးပြီးတော့မြောက်ဒီဘက်ကောင်ကူရမှာအခါမှာကျွန်တော်ကန်ကူကားတွေရှိမယ်ပြီးတော့မြောက်ဝတီရဲ့ရန်ကုန်ထီက15သိန်းပေးရတယ်ကျွန်တော်ဒီကက်ဆေးတင်းကသွားပါပါအဲ့တော့ကိုရေးဒီ profile လို့အဆုံးထိကြည့်ပေးပါဘလို့ဖြစ်တာလဲဘာကြောင့်အသေးကိစ္စဖြစ်သွားတာလဲဆိုတဲ့ဟာတစ်ချက်သွားမယ်နော်အခုကိုဟင်းသွားပြီးတော့လူနာချီကိုသွားမယ်ကျွန်တော်ကိုတော့သူ့ရဲ့အခန်းကိုရောက်ပြီးကျွန်တော်အခန်းမှာလူနာတက်ကြည့်မယ်ကက်ဆေးကလိုက်လာရင်တော့ဒါသူတို့နေရအဆောင်ပဲချောင်းရမ်းဆိုးရလားဟုတ်လားအမလည်းပြင်ပန်းဝါးကြီးပေါ့နော်ပြင်ပန်းဝါးကြီးပေါ့နော်ပင်လည်းပြင်ပန်းတယ်အားလည်းငယ်တယ်ကိုရလေးလာပဲရှိသေးရလားကိုဆက်လက်ရန်တောက်လားဆက်လက်တောက်လားအဆုပ် तू ကအဆုပ်ဆိုတော့ဘာဆက်လက်မတောက်ဘယ်လိုဖြစ်သွားလဲမသိဘူးရဲလည်းမတောက်ဘူးဆက်လက်လည်းမတောက်ဘူးအာနော်ကိုအေးခံပန်ကားတွေပဲအေးခံဖြစ်လက်အေးဆိုတော့တမျိုးမထင်တော့ကိုနော်ဟိုကလေဟိုကျွန်တော်ဟိုဆိုတော့အိမ်မှာလည်းလူတွေငယ်ရှိတော့လမ်းမှာဟိုရှင်းရမယ့်အရာအားလုံးကိုတော့သူရှင်းပေးလိုက်မယ်တလားကိုစေးရုံကပြီးတဲ့စာရွက်လေးအပါလေးတဲ့ဟောဟုတ်က32နှစ်ပဲရှိသေးရလား32နှစ်နော်အသက်နှာခေါင်းပိတ်သေးပါလေထည့်ပေးလိုက်ကျွန်တော်ကအနောက်ကားနဲ့လိုက်လာခဲ့မယ်အကူကဒီကားနဲ့မဲဆောက်ကိုဆင်းသွားဘာဖြစ်မဲကျွန်တော်အကူညီတောင်းပြီးတော့အကူညီတောင်းပေးရပဲဘာမှမဖြစ်ဘူးနော်ကောင်းရင်ပြန်လာမှာပေါ့စိတ်သက်ပြန်ကူးမှာပဲကျွန်တော်ဗမာပြည်ကားဘိုးတွေရကျွန်တော်ပေးလိုက်မယ်စေးကူးမို့လည်းကျွန်တော်ငွေနိုင်တော့ပေးလိုက်မယ်မငုံနဲ့ဟုတ်တယ်တမ်းမဲ့လူစိတ်မကောင်းကြမငုံနဲ့ကိုဘာမှမဖြစ်ဘူးကိုလည်းမငုံနဲ့အမလည်းမငုံနဲ့ဘာမှမဖြစ်ဘူးကိုဘာမျိုးအမငိုတော့မှာစိတ်မကောင်းပြီလေးလာပဲရှိသေးရနော်ဟုတ်ကဲ့我牛逼！我说你个娘们儿，你还叫了，再有才有，我娘们儿能叫了我，这就骗我走不了。没毛病不说那表我表上炸了，要加皮皮了。ကောင်းရင်ပြန်လာမရှိဘူးကောင်းရင်သူပြန်လာလိမ့်မယ်ဒီမှာနော်ဒါမတူထည့်ပလင်းမှာဟာလိမ့်မလားဝှဆိုင်တယ်လားဒါအမကျွန်တော်ခဏဖုံးဆက်ပြီးကုညီတောင်းလို့ကျွန်တော်ကုညီပေးရနော်ကျွန်တော်ကုညီပေးရအရင်ခက်ခဲရတယ်ကျွန်တော်တွေ့တယ်နောက်တစ်ခုကကြတော့ဟိုတနာလဲသူခင်ဗျအလောကရောပြပြီးတော့ကုပေးရတာရေအလောကလည်းအစီမပြေတော့ဘူးဆိုတော့ဒီနော်ကိုနော်အလောက
သူ့ကိုပြီးမှဆိုမရှိဘူးသူ့ကိုပြီးသွားရင်ကျွန်တော်ဆေးရုံသွားအဲ့ဒါမှယူမယ် ဩကဲအဲ့ဒါလို့ရှိဒါဆေးဝန်စာပဲစာတန်းဆိုတော့ကဲမငုံနဲ့အမလည်းမငုံနဲ့အကိုလည်းမငုံနဲ့ကျွန်တော်ပြောပြမယ်အမဒီဟာတွေကစားစရာကြီးလားဟုတ်လား အဲ့ဒါတိုင်းတဲ့ဟာလေး အေး ဆိုင်ရပြီးဒီလေး အေးကျွန်တော်တို့အခုတော့အောက်သွားဖို့ပဲရှိတာနော်ဒါအကိုရတယ်ခစားမရှိဘူးအကိုတောက်တောက်နေအေးစင်းနေအခုဒါအကုန်အသက်ရှင်ကိုပြီးသွားပြီမလားဘာမှမရှိတော့နော်โอเคအဲ့တော့ကျွန်တော်မလို့ရှိတော့ကိုနော်နိုင်ပြောကုန်နော်နော်ကဒီခဏကမှအနာတွေပါရှိတာမရှိဘူးဟုတ်နော်မညီမနှစ်ပတ်ယူပါရှိโอเคကောင်းပါပြီညီလေးကောင်းပါပြီ ကောင်းလာရလား ကောင်းကြည့်တော့ကဲမှာ ကောင်းပြီလားကွာ ပြီးရလားပြီးရအဲ့လိုဆုံးကြည့်တယ် โอเคကိုအေးမလာပြီဟုတ်တော့ ရကောင်းစမ်းတော့ရလား ကိုနေဝိုင်းကိုပါရတော့မနိုင်တော့ဘူးကို တော့ဒီလိုမျိုး အရန်ဖျားနေပြီလား วันนั้นมันก็รอบนึงเลยล็อกเหรอมันเบิดใส่มันเบิดนะพี่ ยังไม่ได้ใส่มีอยู่พี่เข้าไปดิ ดูพรับไปนั่งเพื่อนกับเขาสักคนหนึ่งก็ได้ ไม่ หมดได้เดี๋ยวหนูว่า เดี๋ยว เพื่อนเขาสักคน เปลี่ยนมันจะเปลี่ยนข้างบนข้างล่างรู้เนี่ย เดี๋ยวพ่อผู้พงเอา แต่เขาพอต้องปวดฉี่เขาบอกได้ไหม ได้กวดได้กวดเขาทำเอชิเอก็ปิให้ อ๋อฉีดเอง พูดไทยได้ไหม พูดไม่ พู รู้ ด เล ไท ย ยไม่ได้พูดไทยไม่เป็น แล้วเนี่ยมันที่ไหนอย่าว่าเลยโอเคกูอยู่ มันรู้ปวดเยี่ยว โอเค เอาหมอนเขาไหมเอาหมอนไหม ก้าวอี้มา เพื่อนเขานี่ก็3 คนก็ไปนั่ง เอาหมอนนู่นหรอ แล้วคนเนี้ยคนนี้ใช่เนาะก้าวเนี่ยจะนั่นแหละยีบัวมาไปยีบัวนะ เอาไว้ข้างแล้วพี่โอ้ป่วยอะไรไหม อันนี้มาโอ้มาผิวหัวเนี่ยมาผิวกูจะมากูกุยใส่เนาะจะมากุยใส่เท่าไหร่ไหม10,000ใช่ปะเราโอ้ให้2,000แล้วใช่ปะนี่8,000ครับကောင်းလို့ရှိပြန်လာလိမ့်မယ်ဟုတ်တယ်နော်မငိုနဲ့အမငိုလို့ရှိသွားရလူကစိတ်ဖြောင်းမှာမဟုတ်ဘူးသူတကူးလိမ့်မယ်ကျွန်တော်ဗမာပြည်ကားကလည်းကျွန်တော်ရှင်းပြီအခုကားကကျွန်တော်ရှင်းပြီဗမာပြည်ကားကလည်းကျွန်တော်ရှင်းလိုက်မယ်စေးကူးမို့လည်းကျွန်တော်ပတ်စံပေးလိုက်မယ်နော်တဲ့လားအေးသူ့ရဲ့ကောင်းလားဆုတ်လားဆိုတော့အမကျွန်တော်အနေနဲ့ပြန်ပြောပေးအမတို့ပြန်မှကျွန်တော်သိရတယ်အမတို့ပြောကျွန်တော်မသိရဘူးနော် อ๋อ โอเคသွားဆက်လက်ချရသွားဆက်လက်ချရပြန်ကျွန်တော်လိုက်လာခဲ့မယ်မဲစားဝါရောမြောက်အတီကိုကူမိုးကဂုံပိုးပြီးကူရအောင်မယ်ကျွန်တော်လိုက်လာခဲ့မှာနောက်ဝါရောသွားကျွန်တော်မစီစဉ်ထားပေးတယ်မကြောက်နဲ့နော်โอเคရအောင်ပို့ပေးမယ်စိတ်ချဗမာပြည်ရဲ့လူရဲ့လက်ထဲရအောင်ကျွန်တော်ထည့်ပေးမယ်နော်မဲစားမြောက်အတီကသူတို့မိဘတွေသူရှိမိုးလက်ထဲရအောင်ကျွန်တော်ထည့်ပေးလိုက်မယ်နော်ကျွန်တော်စာပို့ပေးနေမယ်ဘယ်ရောက်ပြီဆိုတာလဲနော်မနော်ဟုတ်တယ်
တာโอเค มันต้องคิดอะไรมาก โอเคพี่มาพี่နော်ဖိုင်တယ်နော်ပြန်လာမှာပါကောင်းရင်ပြန်လာမှာပါနော်အားကြီးပြတာပါဒါကတော့ကျွန်တော်တင်းတိတ်ရှိတယ်မှာဝက်ချက်ရှိတယ်မှာမဲလက်ရှိမှာတော့ရပါတယ်ဘာမှမရှိလို့ရှိတယ်ညနာမှာကျွန်တော်ဒီရေတက်ပြအောင်လို့ရှိရစီပြန်ရှိပေါက်ကျတမားလေးရေတက်ပြတဲ့အနေနဲ့တော့ရတော့လို့ညနာသားယူဒီဇိုင်းအနေနဲ့တော့ရပါတယ်တူနာတော့ပေးသေးပါတယ်နာမချောက်ခင်စီလောင်ထက်လေးချလို့ရရှော့လို့ကောင်းတယ်သူကအဲ့လိုမျိုးဒါပေမဲ့ဒီစီလန်လို့ပါလို့6ပါနေကောင်လို့ပါလို့လေယာပိုကောင်းတယ်စီလန်နဲ့တူနာနေရကြတော့အရေးဖြစ်တဲ့အတွက်ကိုတူကျွဲချအောင်လို့ရတယ်ဒီနေ့ကနားနေလို့ရှိရအသားတဲ့လိမ့်ရောလိမ့်မြည့်ရပြီးတော့အဝတ်သားနဲ့ရောထည့်ပေးလိုက်လူနာစားမှာဟိုလိုကောင်းပါသူကစားတယ်တပွဲကိုပဲဟင်းနဲ့မျိုးထင်းတပွဲနဲ့ပဲနော်ခဏကြာပဲယူပြီးမယ်ရဆောက်ကိုယ်ခက်စားလို့ရလားခက်စားမှာသမီးကနည်းနည်းပူသေးတယ်သမီးပါတယ်တိုင်နော်ဟင်းကနှစ်မျိုးကြီးလာခဲ့ပြီဒီဘောဟင်းဟင်းပုံပေးလိုက်မယ်ဒါထောက်ပေးလိုက်မယ်နော်သမီးများလားများပါဘူးနော်များလားကြက်တဲမြစားတယ်ဟုတ်ဝတ်တာအောင်စားလားมาเลยพี่กว่าจะพาเจ๊ด้วย ရ เอาเลยพี่พี่เอาเลยဟုတ် မရမပဲကင်စားတယ်နော်စားရတယ်ဟုတ်โอเคစားကျွန်တော်မှတက်စီစဉ်နေမြကိုကူးမလို့โอเคပြန်လာခဲ့မယ် ปิดตัวบิกินี่ผมแล้ว ဝင်းပူရအေးစားတယ်တက်တဲမိနေနဲ့စားတို့ကကူကတော့မဲဆောက်ဝါရောကျွန်တော်တို့လေမြဝတီဘက်ကောင်ကူးတော့မှာပေါ့နော်ကူးတော့မှာဖြစ်ရတဲ့အတွက်ကိုဒါကျွန်တော်တို့ဒီအကူကိုကျွန်တော်ဒီအောက်လမ်းရောပိုးမှာနေရာမှာဝန်ဆောင်မှုပေးရတော့ကိုရောင်မမီမီပေါ့နော်ကျွန်တော်ထိုင်းမြစ်မှာကုန်သွယ်ရေးဖြစ်ပါတယ်ကျွန်တော်တို့မြဝတီကျွန်တော်မဲဆောက်ချစ်ကြည်ရေးတရားရောဒီဘက်တော့တန်တိုးလာခဲ့မယ်ဆိုလို့ရှိရင်မှာကိုမှတ်မိရကိုဆက်သွယ်ရတယ်လို့ကိုမမှတ်မိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းနံပါတ်ပေးလိုက်ပါမယ်ကိုရောင်ရဲ့ဖုန်းနံပါတ်ကတော့383944လုံး24မမီရဲ့ဖုန်းနံပါတ်3999 3363 ဒါအကိုတို့ကကျွန်တော်တို့ဝန်ဆောင်မှုပေးပါတယ်ကျေးဇူးအရန်တင်ပါတယ်ကျွန်တော်တို့ကိုယ်တိုင်ရတယ်ဒီလူနာရဲ့တူအောက်ကိုတက်လိုက်ပို့မှာဖြစ်ပါတယ်အဲ့တော့ဘန်ကောက်ဝါရောပါဆယ်ပို့ချင်ရပဲဖြစ်ဖြစ်ဘန်ကောက်ဝါရောကျွန်တော်တို့လူပဲပို့ချင်အထောက်ပဲပို့ချင်ကိုတို့ဆက်သွယ်လို့ရပါတယ်ကိုယ်လာမှာအဲ့လိုပဲကိုယ်လာတာကိုယ်ရင်အခုတော့ငါခံရမယ်โอเคနားလဲဆောက်ရအောင်ပေါ့เอาကျွန်တော်တို့ကတက်လာလား ကျွန်တော်ရပါပြီကျွန်တော်မြောက်ဒီဘက်ကန်ရောက်ကျွန်တော်များဒီဘက်ရောက်ပါပြီဒါ
မှာဂိတ်ကြီးကူးတယ် ။မြောက်ကျတာရန်ကုန်သွားမှာကား စောက်ပြီနော်စစ်တုံးကိုလက်ဖေးဆိုင်ရှင်းလို့ပြောတယ်ဒီတက်ဆက်ပိုင်းဒီကခုလာပြီနော်ဘာလို့သူကအပြင်စင်မှာပြောနေတယ်ခါတယ်ဟုတ်တယ် ။အမသူ့ဟိုပုံစံရလား မီနီလေးပဲအိတ်ဒါထည့်နေဆိုသူတို့ဖြက်လန်လာနေရနော် ။ဒီမှာပါဆမ်းပြီးလဲပို့လာကွာ ဟုတ် ။လုံးလုံး ဒီကဒီထဲမှာရှိနေပြီတင်တာပေါ့ဒီ ။အော်ဒီလေးဆိုလေ။ဒါအကိုဗမာပြည်ရောက်လို့ရှိရင်စိတ်ကူကိုကျွန်တော်9သိန်းထပ်ပေးလိုက်တယ်။ကျန်တဲ့ဟာရကိုဘာမှရှင်းစရာမလိုတော့ဘူးအကုန်လုံးရှင်းထားပေးတယ်။ဒါစိတ်ကူမို့ပဲနော်။အဲ့တော့စိတ်ကူပြီးကောင်းတယ်ဆိုလို့ရှိရင်ဗမာကိုပြန်လာမယ်ဆိုလို့ရှိတယ်ကျွန်တော်ပြန်ပြော။အဲ့ဒါပြကူကြီးပဲ။ဟိုမှာဒီမှာစိတ်ကူသားတဲ့အခါမှာလိုအပ်ချက်ရှိလို့ရှိရင်ကျွန်တော်လှမ်းပြောလိုက်ကျွန်တော်နန်တလောက်ပြန်ကူညီပေးမယ်နော်။အကူးဆိုင်ပြီးသွားဘာမှမလိုတော့ဘူးနော်။โอเคကျွန်မရေကူးဆိုင်နော်။ကောင်းသွားလို့ရှိရင်အရင်လိုပြန်မနေနဲ့နော်။ကျွန်မရေကောင်းပြန်နေနော်။ โอเคတာ။ကဲကျေးဇူးရမ်းတင်ပါတယ်ကိုလို့လည်းနော်ကျေးဇူးတင်ပါတယ်ရောက်ပို့ပေးပါအမကျေးဇူးတင်ပါတယ်ရောက်ပို့ပေးပါဦးနော်ဒါမြဝတီရပါဒါအကိုဒီကုညီမှုတင်ရကျွန်တော်တို့ဒါကုညီပါတယ်နော်ကုညီရကျွန်တော်တို့ဟိုအထက်ထက်ကုညီရပဲလှေရလှေလျောက်ကန်းရလဲကန်းလျောက်ကုညီရနော်ကျေးဇူးရမ်းတင်ပါတယ်နော်မြဝတီလာလို့ကုညီလို့ဆက်သွယ်ရလဲဟုတ်ထင်မေးဆက်သွယ်လို့ရတယ်နော်မဖိုင်ဒီလောက်ပါပဲခင်ဗျာကျွန်တော်တို့တကူတကားလာပို့ပါပါကဲအဲ့ဆိုလို့ရှိရင်ကျေးဇူးတင်ပါတယ်ပြောပါကျွန်တော်မောလေးโอเคโอเคပါတာမနော် ဟုတ်ကဲ့ပါဒီမှာနော်ဟုတ်တယ်နော်